မင်္ဂလာပါကျွန်တော်ဒီနေ့ကဒီ topic အကောင့်ဖွင့်တဲ့နေ့လေးကျွန်တော်ဒီနေ့ sharing လုပ်ပေးချင်ပါတယ်ပထမဆုံးကျွန်တော်ရဲ့ဒီ browser မှာtopic ဆိုပြီးတော့ဗျာ.go.kia ဆိုပြီးရိုက်ရှာလို့ရတယ်ဒီတိုင်းပဲ topic လို့ရိုက်ရှာလိုက်ရင်ရတယ်ဗျာ topic ဒီဟန်ကူကိုနွန်လျောက်ရှောင်းဆိုတာတွေ့လို့ရှိရင် topic လေးပေးလိုက်ရတယ်ဒီလိုမျိုးလေးပေါ်လာဗျာအကောင့်ရှိတဲ့သူတွေကတော့ကျွန်တော်ဒီမှာတခါတည်းအကောင့်ဖွင့်လို့ရတယ်အကောင့်တခါတည်းဖွင့်လို့ရတယ်ဗျာအကောင့်မရှိဆိုရှင်ကျွန်တော်ဒီမှာဝယ်ဝန်ကိုင်ကိုကျွန်တော်ဒီနှိပ်လိုက်မယ်ဒီမှာကျွန်တော်ဒီမှာ language change လုပ်လို့ရတယ်အင်္ဂလိပ်ကို change လိုက်ရင်လည်းရတယ်ဗျာဒီမှာ change လို့ရတယ်ဒီမှာသူကကြော်ညာတယ်ဗျာဒီ somewhere topic ဖြည့်လို့ရတယ်တစ်လပိုင်း job စုပေါ့ job စုကြီးကဒီမှာ found လို့ရတယ်ဒီမှာ Xiaomi က somewhere ဖြည့်မှာ3လပိုင်းနဲ့17ရက်နေ့စနေနေ့ဒီ13ရက်နေ့ကနေစပြီးရှောက်လို့ရတယ်ပြောတယ်ဗျာဒီမှာ13ရက်နောက်တော့19ရက်ဒီမျိုးဒီမှာအချိန်လေးတွေပါတယ်10နာရီ19ရက်နေ့တင်လာနေရတော့4နာရီပေါ့ဗျာဆောင်ပွဲရှောက်လို့ရပြီဒီမှာကြော်ညာလေးတွေပါလာတယ်ဒီမှာဆိုကျွန်တော်ဒီအဲ့ဒါလေးကိုပိတ်လိုက်မယ်ဒီမှာ language ကိုဒီကလို့ချိန်လိုက်မယ် okay ချိန်လိုက်ပြီဆိုရင်ကျွန်တော်ကအကောက်ဖို့မှာဆိုတော့ဟိုးကိုင်ကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီ step by step ပေါ့ဗျာဒီမှာ click လေးပေးလိုက်မယ်ဒီမှာလည်း click ပေးရမယ် okay ပြီးရင်ဒီမှာ click ပေးပြီးဆိုရင်ကျွန်တော်ဒီမှာ down ကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ step 2ကျွန်တော်ရဲ့ဒီမှာဒီပြပမှာနေတဲ့သူရတော့ကိုရောက်ရှိတဲ့နေရာကိုကိုထည့်ရမှာပေါ့ဗျာဒါကတော့ကျွန်တော်တို့ဒီမှာကုနေပေါ့ကောဂျူဟန်ကူဆိုပြီးတော့ကောဂျူပေါ့လေးနေထိုင်တာပေါ့ဒီမှာတော့ကူပွဲပေါ့ဒီမှာတော့ကျွန်တော်ဒီကိုဒီမှာနေလဲပေါ့ဗျာဒီမှာကျွန်တော်ကတော့ကိုရီးယားဆိုကိုရီးယားမှာနေတဲ့အတွက်ကြောင့်ဒီမှာဟန်ကူကောဂျူပေါ့ဗျာကိုရီးယားအပြင်မှာဆိုရှင်ဒီမှာဟန်ကူဝဲဂျီယောကောဂျူပေါ့အဲ့လိုမျိုးရေးပြရပါဗျာကျွန်တော်ဒီမှာကုနေရေးလိုက်တယ်ပြီးရင်ကျွန်တော်ကတော့ဒီဟန်ကူခွဲပေါ့ဒီမှာဒီဘက်ကဟာကိုကျွန်တော်ဒီရွေးလိုက်မယ်ပြီးရင်ကျွန်တော်ရဲ့ဒီမှာကုပ်ကာဂျီယော့ကျွန်တော်ဒီမှာမြန်မာဆိုမြန်မာပေါ့ဗျာကျွန်တော်ဒီမှာလိုက်ရှာလိုက်မယ်ဒီမှာလိုက်ကြည့်လိုက်မယ်ကျွန်တော်ဒီမှာ okay ပြီးရင်ကျွန်တော်ဒီမှာ down နောက်တော့ step 3ပေါ့3ကကျတော့ကျွန်တော်ဒီမှာဖုန်းနဲ့ engine လောက်မလားဒါမှမဟုတ်ဒီမှာရှိတယ် iPhone ပေါ့ engine အဲ့တော့ကျွန်တော်ကတော့ဒီဟာနဲ့ပဲတွားလိုက်ပြီဗျာဒီ email နဲ့ပဲတွားလိုက်တော့မယ် email engine နဲ့ပဲကျွန်တော်ကလက်ကူကိုတွားလိုက်တော့မယ်ဆိုတော့ဒီမှာ email engine ကျွန်တော်နေလိုက်မယ်ပြီးရင်ဒါကျွန်တော်ရဲ့ဒီမှာ hangul ပေါ့ဆောင်းမြောင်းကျွန်တော်ရဲ့အမည်ရေးမယ်ကိုရီးယားလိုပေါ့ဗျာကိုရီးယားလိုအမည်ရေးလိုက်မယ်ပြီးရင်ကျွန်တော်ရဲ့ဒီမှာအင်္ဂလိပ်လိုဒီမှာရောင်းဝန်းဆောင်းမြောင်းဆိုပြီးအင်္ဂလိပ်လိုရေးလိုက်မယ်ပြီးရင်ကျွန်တော်ရဲ့ဒီမှာ email ပေါ့ဗျာအစွမ်းကျွန်တော်ဒီအစင်းလိုက်တယ်တော့လိုက်မယ်ကိုရီးယားလိုဒီအပေါ်မှာနာမည်ရေးလိုက်မယ်နာမည်ရေးပြီဆိုရှင်ကျွန်တော်ဒီမှာသူကဘာရေးခိုင်းလဲဆိုရှင်တဲ့ဒီ passport တွေကနာမည်တိုင်းသူကရေးခိုင်းတာဗျာဒီမှာထောက်ကြည့်လို့ရတယ် passport တွေအတိုင်းနာမည်ရေးလိုက်မယ်ပြီးရင်ကျွန်တော်ရဲ့ email ရေးလိုက်မယ် okay ဒါဆိုရင်ကျွန်တော်ဒီအစင်းလိုက်ရေးပြီးသွားပြီဆိုရှင်ကျွန်တော်ဒီမှာဘယ်ရောက်သွားမလဲဆိုရှင်ကျွန်တော်ဒီမှာ email လေးကိုကျွန်တော်ဒီနှိပ်လိုက်အောင်ဗျာဒီမှာ email engine အဲ့ဒီ email ထဲမှာကုတ်ကြမှာတွေ့ကြမှာemail နှိပ်လိုက်မယ်အဲ့ email ထဲမှာကျွန်တော်ဒီကုတ်သွားကြမယ်ဗျာအဲ့ဆိုရင်အဲ့ဒီကုတ်ကိုကျွန်တော်ဒီမှာလာပြီးတော့ verify ကုတ်အနေနဲ့ကျွန်တော်ထည့်ရမယ် engine လုပ်ပြရမယ်ဆိုရင် email ထဲမှာကုတ်ကိုကျွန်တော်သွားစစ်လိုက်မယ်ဒါဆိုတော့ကျွန်တော်ဒီ gmail ထဲမှာကုတ်ရေးပြီးသွားပြီဆိုရှင်ကျွန်တော်ကဒီ engine လုပ်လိုက်တာနဲ့ကျွန်တော်ဒီလိုမျိုးပေါ်လာတယ်ပြီးရင်ကျွန်တော်ရဲ့ဒီမှာ ID ရေးမယ်ပြီးရင်ကျွန်တော်ရဲ့ password ရေးမယ်ဒီမှာကတော့ကျွန်တော်ဒီမှာကိုယ့်ရဲ့မွေးနေ့တက်ကလေးရေးမယ်ဗျာပြီးရင်နာမည်ဆိုနာမည်ပေါ့ပြောကြရေးလိုက်မယ်ပြီးရင်ကျွန်တော်ကကိုရီးယားထဲမှာရှင်ခုနဲ့ပြင်ပမှာရောက်နေရင်ကျွန်တော်ကGoogle ပေါ့ Google ရေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာရေးကြမလို့တော့ဘူးဒီမှာကျွန်တော်ဒီပုံဒီ download လုပ်လေရတယ်မလုပ်ပါနဲ့မလုပ်လည်းဘာမှဖြစ်ဘူးဆိုတော့ကျွန်တော်ဒီအောက်ကအဆင့်နေနဲ့တွားမယ်ဒီမှာကျွန်တော်ရဲ့ဒီမှာလိပ်စာရေးမယ်ပြီးရင်ကျွန်တော်ရဲ့ဒီမှာဖုန်းနံပါတ်ရေးလိုက်မယ်okay ဒီမှာကကျွန်တော်တို့ရဲ့ message ထဲမှာအလန်းနေပါလာခြင်းတော့ရဲပေါ့ဗျာရေးလုပ်လိုက်မယ်ညီကိုလေးရတယ်ပြီးရင်ကျွန်တော်ဒီ hocking နေတယ်ဗျာဆိုရင်ကျွန်တော်ဒီမှာအပေါ်ကနေဆင်လိုက်တယ်တွားလိုက်တော့မယ်ဆင်လိုက်တယ်ကျွန်တော်တွားလိုက်မယ်ကျွန်တော်ဒီအဆင့်လိုက်ပေါ့ဗျာသူ့ရဲ့အဆင့်လိုက်တယ်ကျွန်တော်ရေးပြီးတော့ဒီမှာဆိုရင်ကျွန်တော်ဒီမှာ ID ရေးပြီးရင်ကျွန်တော်ကဒီမှာ zoom book ချက်ကိုကျွန်တော်နှိပ်လိုက်မယ်သုံးလို့ရတယ်လို့ပြောတယ်အဲ့ဒါနှိပ်ပြီးရင်ကျွန်တော်ရဲ့ password ကိုလုံးကနေ16လုံးပေါ့လေအင်္ဂလိပ်စလုံးပါမယ်ကနန်းပါမယ်ပေါ့ဗျာအဲ့လိုမျိုးလေးရေးမယ်ကျွန်တော်ဒီ$7လေးခံမယ်ပြီးရင်ကျွန်တော်ဒီမှာ
passport တွေအတိုင်းနိုင်ပဲဒါကတော့ရေးပြီးသားစောနိုင်ပဲပေါ့တစ်စက်မှရေးပြီးကျွန်တော်ရဲ့မွေးနေ့တက်ကလေးရေးမယ်ဒီမှာကျွန်တော်ဒီဒီမှာဆောင်းပြောဒီမှာရေးမယ်ပြီးရင်ကျွန်တော်ဒီမှာ go to ကျွန်တော်ဒီမှာပြင်ပဆိုပြင်ပဒီနိုင်ငံလုံးမှာဆိုနိုင်ငံလုံးရေးလိုက်မယ်ပြီးရင်ကျွန်တော်နိုင်ငံခြားသားဒီမှာဆိုရင်မြန်မာရေးပြီးသားဒီဟာမှာကျွန်တော်ဒီဓာတ်ပုံမှာကျွန်တော်ဒီစာချင်းဒါမှာ download မလုပ်လည်းရတယ်ဗျာဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ဆင့်လိပ်စာရေးမယ်ဆိုရင်ကျွန်တော်ဒီမှာဥပြောင်းပုံတို့ခေါင်းဆက်ကိုနှိပ်လိုက်တာနဲ့ကျွန်တော်လိပ်စာရေးတဲ့ box လေးပါလာတယ်အဲ့ဒါလေးမှာရေးပြီးတော့ကျွန်တော်ဒီရှာလိုက်မယ်ပြီးရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ဒီမှာတော့ကိုကြိုက်တာ click ပေးလို့ရတယ်ပြီးရင်ကျွန်တော်ဒီမှာ working okay ဒါဆိုရင်ねကျွန်တော်ဟာရှိကဲစမီကာဆိုတော့ကျွန်တော်ဒီ okay ဒါဆိုရင် topic account ဖွင့်နေနေလေးကျွန်တော်ဒီပြီးသွားပြီဗျာဒါကတော့ကျွန်တော်ဒီ topic account ဒီမှာဒါကတော့ PC ဆိုစင်စေပေါ့ topic account ဖွင့်နေနေလေးဒီမှာဆိုရင်ကျွန်တော်ဒီခါတည်း login ဝင်မလား login ဝင်ခြင်းဆိုရင်ဝင်ခြင်းပေါ့ဗျာဒါကတော့ကျွန်တော်ဒီနေ့ဒီ topic account ဖွင့်နေနေလေးကိုကျွန်တော်ဒီတည်တဲ့လောက် share လုပ်ပဲဖြစ်ပါတယ်အားလုံးဆင်ပြေကြပါစေခင်ဗျာ